လူတယောက်ဟာမတော်တဆအဆောက်အုံပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။သူ့ရဲ့မင်္ဂလာဆောင်ဖော်ကသူ့အန္တရာယ်ရှိနေတယ်ဆိုတာသိလိုက်တာနဲ့ချက်ချင်းရေအဖြစ်ပြောင်းလဲပြီးသူ့ဘက်ကိုပြန်တန်းသွားခဲ့ပါတယ်။သူမကလက်ထဲမှာရေဆက်ဝိုင်းတစ်ခုဖန်တီးပြီးနှစ်ယောက်လုံးကိုလုံခြုံစွာမြေပြင်ပေါ်ဆင်းနိုင်အောင်ကူညီပေးခဲ့ပါတယ်။သူပြန်နိုးလာတဲ့အခါအားလုံးဟာအိမ်မက်တစ်ခုလိုပဲထင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကဝင်လာပြီးသူမရဲ့ငကားပုံစံကိုပြသလိုက်ပါတယ်။လူကထပ်ပြီးမေ့လျော့သွားတော့သူမကပါရိုက်ပြီးနိုးအောင်လှုပ်လိုက်ပါတယ်။သူထွက်ပြေးဖို့ကြိုးစားတာကိုမြင်တော့သူမကမျက်မှောက်မဲ့အင်အားနဲ့ဆိုပါပေါ်မှာကတ်ထားလိုက်ပါတယ်။သူမကကိုယ်တိုင်ဟာနှစ်တစ်ထောင်ကြာပိတ်ထားခံရတဲ့ရေမုန်တိုင်းငကားဖြစ်ပြီးသူမရဲ့အရေးကြီးဆုံးငကားမနီးကသူ့ကိုယ်ထဲမှာရောက်နေတယ်လို့ပြောခဲ့ပါတယ်။အရင်ကလူကပင်လယ်ကမ်းခြေမှာမေ့လျော့နေတဲ့သူမကိုတွေ့ခဲ့ပါတယ်။ကယ်တင်ဖို့အတွက်ပါဆက်ချင်းအသက်ပြန်သွင်းပေးခဲ့ပါတယ်။သူမနိုးလာတဲ့အခါသူ့ကိုလူဆိုးလို့ထင်ပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မိမိရဲ့အင်အားတွေမသုံးနိုင်တော့တာကိုသိသွားခဲ့ပါတယ်။သူ့ရဲ့နှလုံးသားထွန်းလင်းနေတာကိုမြင်တော့သူမရဲ့ငကားမနီးကသူ့ကိုယ်လည်းဆုပ်ယူခံထားရတာကိုသိသွားခဲ့ပါတယ်။သူမကချက်ချင်းလိုက်ဖမ်းပြီးအတင်းကျပ်နမ်းလိုက်ပါတယ်။ဒါပေမဲ့အင်အားနဲ့ငယ်ပဲပြန်ရပြီးမနီးကတော့သူ့ကိုယ်ထဲမှာပဲကြမ်းရှိနေခဲ့ပါတယ်။မနီးကိုပြန်ယူဖို့သူမကသူ့ကိုထိခိုက်စေဖို့ပြင်ခဲ့ပေမဲ့သူမရဲ့လက်အောက်သားကတားဆီးခဲ့ပါတယ်။မနီးကိုအတင်းထုတ်ရင်သူမရဲ့အင်အားအလွန်မင်းပျက်စီးသွားမယ်လို့သတိပေးခဲ့ပါတယ်။ထို့နောက်သူကသူမကိုလက်စွပ်တကွင်းပေးခဲ့ပါတယ်။သူမကလူကိုနန်းတန်းရလာတဲ့အင်အားကိုအဲ့ဒီလက်စွပ်ထဲမှာတင်ထားနိုင်ပါတယ်။ဒီနေ့ကစပြီးသူမဟာလူနောက်ကိုနေတိုင်းလိုက်ခဲ့ပါတယ်။သူမိဘတွေကတော့သူမကိုသူ့ရီးစားလို့ထင်မှတ်ခဲ့ပါတယ်။ကူညီဖို့အတွက်လက်အောက်သားကသူကိုယ်တိုင်သူတို့ရဲ့သားလို့လိန်ပြောခဲ့ပါတယ်။အံ့အားသင့်စရာကတော့မိဘတွေကအဲ့ဒါကိုယုံကြည်သွားခဲ့တာပါ။သူ့အမေကသူ့ကိုတာဝန်မရှိဘူးလို့ဆိုပြီးသူမကိုသူ့ရဲ့မင်္ဂလာဆောင်ဖော်ဖြစ်ကြေညာလိုက်ပါတယ်။လူကဒေါသထွက်ပြီးစပင်းနှချောင်းဆွဲထုတ်ကနားဆန်းတက်ဖို့ပြောခဲ့ပေမဲ့ရလက်မထွက်ခင်မှာပဲသူမနဲ့ကလေးကိုသူ့အိမ်မှာနေခိုင်းလိုက်ပါတယ်။သူမကကိုယ်တိုင်ငကားဖြစ်ကြောင်းပြောထားပေမဲ့လူကအမြဲအလောင်ပြောင်လို့ပဲထင်ခဲ့ပါတယ်။အခုတော့သူမရဲ့အမှန်တကယ်အင်အားကိုမြင်ပြီးယုံကြည်လာခဲ့ပါတယ်။သူမကကိုယ်ပိုင်ချက်လက်ကိုတခြားသူတွေမသိအောင်သတိပေးခဲ့ပါတယ်။သူ့ကိုပြောအောင်လုပ်ဖို့သူမကလက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။အမှန်တကယ်တော့လူဟာရန်သူကအဆောက်အုံပေါ်ကနေတွန်းချခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ရန်သူကနိုင်ငံခြားကိုထွက်ပြေးဖို့ပြင်နေခဲ့ပါတယ်။လက်အောက်သားကမော်တော်ကားကိုမျက်မှောက်မဲ့အင်အားနဲ့တားဆီးလိုက်ပါတယ်။ရန်သူကားထဲကဆင်းလာတဲ့အခါချက်ချင်းပင်လယ်လိပ်ကြီးအဖြစ်ပြောင်းလဲလိုက်ပါတယ်။ရန်သူကကြောက်လန့်လို့ချက်ချင်းမေ့လျော့သွားခဲ့ပါတယ်။ထို့နောက်ရန်သူကိုခွေးဖြစ်ပြောင်းလိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်တော့လူကအယမ်းအံ့အားသင့်သွားပြီးလက်အောက်သားလည်းဒီလောက်အင်အားကြီးမယ်လို့မထင်ခဲ့ပါဘူး။ကြောက်လန့်လွန်းလို့လမ်းလျှောက်တောင်မလွယ်ခဲ့ပါဘူး။ဒါပေမဲ့လက်ထောက်ကတော့ကလေးကသူ့ရဲ့သားမဟုတ်မှစိုးရိမ်နေတာလို့ထင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိဘတွေကတနက်ဆန်းတက်မှုရလက်ကိုယူလာခဲ့ပါတယ်။သူမရဲ့အမှန်တရားပေါ်ပေါက်သွားမလားစိုးရိမ်လို့လူကချက်ချင်းစာရွက်ကိုလူယူလိုက်ပါတယ်။လက်အောက်သားရဲ့သတိပေးမှုရာကိုမြင်ပြီးနောက်ဆုံးတော့သူကကလေးဟာသူ့ရဲ့သားမှန်ဖြစ်တယ်လို့လိန်ပြောလိုက်ရပါတယ်။ဒါကိုကြားလိုက်တာနဲ့မိဘတွေကသူနဲ့သူမအတွက်မင်္ဂလာဆောင်ပြင်ဆင်ဖို့ချက်ချင်းစတင်လိုက်ကြပါတယ်။